ုန်းကြီးတွေလည်းဘယ်အချိန်ဖြစ်ဖြစ်တကားတွေကလာလို့ရှိရင်ရှင်ဘုရားကျိန်းနေသလားကြီးမေးတာဒါပေမဲ့အဓိပ္ပာယ်ကကျိန်းနေသလားဆိုအိတ်နေသလားဆိုဘုန်းကြီးရဲ့တဏီကုံအိတ်နေတဲ့အဓိပ္ပာယ်ရောက်တယ်ဘယ်ချိန်လာအဲ့ဒါတဘာတဲ့နေရင်တော့အရှင်ဘုရားကျိန်းနေတာလားနဲ့မေးကြတယ်နော်အဲ့ဒီကျိန်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ကအိတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ဘူးတဘာဒီကိန်းအောင်နေတယ်လို့ဒီလိုပြောတာနော်ပฏิတန်လာနဆိုတဲ့စကားလုံးကလာတာတဘာဒီကိန်းအောင်တယ်ဆိုတာအာယုတဘာစိတ်တွေမလွင့်ပွားရအောင်ထိမ့်သိမ့်ပြီးတော့ကမ္မထံဘာဝနာနဲ့နေမယ်ဒီလိုစိတ်ကိုအာယုန်နေတဲ့မှာထွေပြားပြီးတော့မသွားအောင်ကမ္မထံအာယုန်တစ်ခုတည်းနဲ့တမာတိလုပ်ငန်းတစ်ခုလုပ်ပြီးတော့နေတာမျိုးကိုကိန်းအောင်တယ်လို့ဒီလိုပြောတာနော်အခုတော့လူတွေဟာဒီအဓိပ္ပာယ်မဟုတ်တော့ဘူးဘုန်းကြီးကျိန်းနေတယ်ဆိုတော့ဘုန်းကြီးတွေကျိန်းတာဆိုအိတ်နေတာလို့အဓိပ္ပာယ်ယူတယ်အဲ့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပေါ့နော်ကောင်းပြီဒီမင်းသားလေးကမေးတယ်မြတ်စွာဘုရားကိုတွေ့တဲ့အခါရှိခိုးချပြီးအရှင်ဘုရားချမ်းချမ်းသာသာကျိန်းဆက်ရပါရဲ့လားဆိုတော့မြတ်စွာဘုရားဖြေတယ်အေးငါချမ်းချမ်းသာသာအိပ်ရပါတယ်တဲ့လောကမှာချမ်းချမ်းသာသာအိပ်ရတဲ့ထဲမှာငါဟာတယောက်ပါဝင်ဖြစ်ပါတယ်လို့ဘုရားဒီလိုမိန့်လိုက်တော့အဲ့တော့ तू ကဖြေစေချင်တာဟာအိပ်လို့မရဘူးညာအေးလိုက်တာနေရာလည်းမကောင်းဘူးလေလေးကလည်းတူတိုက်ဆောင်းရသည်ကြီးလည်းဖြစ်တယ်သူဖြေစေချင်တာကတော့ချမ်းချမ်းသာသာမအိပ်ရဘူးလို့ထင်ပြီးမေးတဲ့အမေကိုဘုရားကဖြေလိုက်တာအေးချမ်းချမ်းသာသာအိပ်ရတယ်တဲ့ချမ်းချမ်းသာသာအိပ်ရတဲ့ထဲမှာငါလည်းတယောက်ပါဝင်ဖြစ်တယ်လို့ဒီလိုဖြေလိုက်တော့သူကမင်းသားလေးကဒီအဖြေကိုမကျေနပ်လို့ဆက်ပြီးတော့မေးတယ်အရှင်ဘုရားတဲ့ရာသီဥတုကြီးကလည်းဆောင်းရသည်ကြီးတဲ့ဆောင်းရသည်မှာအေးဆုံးရက်ဟာရှိရရှိတယ်လို့ဆိုရပေါ့အဲ့ဒီခေတ်ကပေါ့ဒီခေတ်တော့ဒါတွေကမှန်ရင်မှန်တော့မှာပေါ့အန္တရထကလို့ခေါ်တယ်အန္တရအထကဈာရှိရဆိုတာတဘူတွဲတပေါင်းနှစ်လအကြာရှိရဟာအေးဆုံးပဲလို့ဆိုတာဒီနေရာမှာတဘူတွဲတပေါင်းဆိုတဲ့နေရာမှာဒီဗမာတွေရဲ့လရေတွက်ပုံနဲ့ဘုရားမြတ်စွာလက်ထက်ကလရေတွက်ပုံကမတူဘူးဆိုတာကိုသတိထားဖို့လိုတယ်ပေါ့အဲ့တော့အေးဆုံးရှိရဟာဘယ်ဟာလဲလို့ဆိုရင်တဘူတွဲလမပြည့်မီ4ရက်နဲ့တဘူတွဲလပြည့်အပါဝင်နောက်က4ရက်အဲ့ဒီရှိရဟာအေးဆုံးလို့ဒီလိုပြောတယ်နော်အန္တရထကဆိုတာဈာရှိရဆိုတာတဘူတွဲလပြည့်ဟာအေးဆုံးဒါကြောင့်မို့လို့ဗမာတွေဟာတဘူတွဲလပြည့်နေ့ဆိုလို့ရှိရင်မိဘုံပွဲကျင်းပပြီးတော့မြတ်စွာဘုရားကိုလှူကြတယ်ပူဇော်ကြတယ်ဒီအချိန်မှာကြွယ်ကြိုပြားတောင်အေးလို့ဘုရားလည်းအေးမှာပဲဆိုပြီးတော့နော်နသာထင်းနေနဲ့မိခင်မိုးရအတွက်ရည်မှန်းပြီးတော့လှူဒန်းလေးရှိကြတယ်ပေါ့ဗမာပြည်မှာတော့အခုပွဲတစ်ခုတိုးတာကတော့ထမင်းပွဲပေါ့အဲ့တော့မိဘုံပွဲဆိုတာဒီနသာထင်းနေနဲ့ဘုရားကိုမိပူဇော်တဲ့ဟာအမတန်မှအေးတဲ့အရက်ကိုအချိန်ကိုအသိမှတ်ပြုတဲ့အနေနဲ့မြတ်စွာဘုရားကိုမိအိုးကင်းနေနဲ့မိဖို့ပြီးတော့လှူတဲ့သဘောပေါ့အဲ့တော့အေးဆုံးရှိရဆိုတဲ့နေရာမှာတဘူရဲလာပြီဆိုတာဗမာပြည်ကတဘူရဲလာပြီလို့သုံးတာဟာကောင်းကင်ကလာကြီးကတော့ပြည့်တယ်ဒါပေမဲ့လို့ရက်30ဖြစ်တဲ့လကမပြည့်သေးဘူးလာပြီဆိုတဲ့အဓိပ္ပာယ်ဟာကောင်းကင်ကလာပြည့်တာကိုပြောတာမြတ်စွာဘုရားလက်ထက်တုန်းကလာပြီဆိုတဲ့နေရာမှာကောင်းကင်ကလာလဲပြည့်တယ်ရက်30လာလဲပြည့်တယ်ဒီလိုယူရမှာကောင်းကင်ကလာပြည့်တယ်လို့ရက်30လာလဲပြည့်တယ်လို့ဆိုတော့ဒီတဘူရဲတပေါင်း2လအကြာရှိရဆိုတဲ့နေရာမှာတဘူရဲလာပြည့်နေ့အပါဝင်နော်ရှိရကိုပြောတာအဲ့ဒီရှိရဟာစံချိန်တင်လောက်အောင်အေးတဲ့ຢာသည်လို့အန္တရထကဆောင်းရာသီမှာအေးဆုံးအချိန်လို့ဒီလိုသတ်မှတ်တယ်စာပေတွေထဲမှာပေါ့သို့သောရာသီဥတုတွေကခက်ပြောင်းလာတဲ့အတွက်ကြောင့်ပြောင်းလာတာကိုတော့သတိထားရမှာပေါ့အဲ့ဒီအချိန်တုန်းကအေးပေမဲ့လို့ခုချိန်ကျတော့အေးချင်မှအေးမှာပေါ့အဲ့ဒါတော့ထည့်စဉ်းစားရမှာဟိုချိန်တုန်းကဒီရာသီဟာအေးဆုံးပဲလို့ဆိုတယ်အဲ့တော့မြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ကလည်းပဲအဲ့ဒီရှိရထဲကတရေရဲမှာသတင်းသုံးနေတဲ့အချိန်ဖြစ်လို့ဟတ္တကမင်းသားကလျှောက်တယ်ရှင်ဘုရားတဲ့ရာသီကလည်းဆောင်းရာသီကြီးတဲ့
အေးဆုံးဖြစ်တဲ့ရှေ့ရထဲမှာလည်းရောက်နေတယ်တဲ့ပြီးတော့လေလေးကလည်းတဟုဟုတိုက်နေတယ်ပတ်ဝန်းကျင်ကလည်းပဲနွားတွေဖြတ်တန်းသွားတာထားလို့မြေတွေကလည်းမကြီးမညာနွားခွာစူးတွေနဲ့ခြုံတက်ပြီးတော့နေတယ်အရှင်ဘုရားသတင်းသုံးတဲ့ရင်းတိုက်ပင်ရဲ့အရွက်တွေကလည်းအမတန်ကျိုးတို့ချဲတဲ့နဲ့အုပ်ဆိုင်ဆိုင်မရှိဘူးတဲ့အောက်ကခင်းထားတဲ့မြက်ခင်းလေးကလည်းပါပါလေးရဲ့ဒီလိုနေရာမျိုးမှာနေထိုင်တာဖြစ်ပါရဲ့သားနဲ့ချမ်းချမ်းသာသာအိပ်ရရဲ့လားဆိုတော့အေးငါချမ်းချမ်းသာသာအိပ်ရတယ်လို့ဆိုတာဘယ်လိုအဓိပ္ပာယ်ပါလဲဖေဟာဟောသူ့အနေနဲ့ကတော့မြတ်စွာဘုရားချမ်းချမ်းသာသာအိပ်ရတယ်လို့ तू မထင်ဘူးဟုတ်တာပေါ့ဆောင်းရသည်ကြီးမှာလေတဟူးတိုက်နေတဲ့ဒေသထဲမှာအင်မတန်အေးတဲ့နေရာနော်သင်္ကန်းလေးကလည်းပါတယ်သင်္ကန်းတွေကလည်းအင်မတန်အေးတယ်လေလေးကလည်းမြောက်လေလေးကလည်းတိုက်နေတယ်အဲ့ဒီအချိန်မှာဘယ်လိုလုပ်ချမ်းချမ်းသာသာအိပ်ဘုန်းကြီးတို့တွေစဉ်းစားတာကြည့်တော့ဆောင်းရသည်မှာအိမ်ပြင်ထွက်ပြီးတော့အဝတ်ပါးလေးနဲ့နေကြည့်ပါလားဘယ်လိုလုပ်ချမ်းသာမှာတော့နော်ချမ်းလွန်းလို့အိပ်လို့တောင်ရမှာမဟုတ်ဘူးသို့တော်မြတ်စွာဘုရားကအေးငါချမ်းချမ်းသာသာအိပ်ရတယ်လောကမှာချမ်းချမ်းသာသာအိပ်ရတဲ့ပုဂ္ဂိုလ်တွေထဲမှာငါတယောက်အပါဝင်မဲလို့ပြောလိုက်တာအံ့ဩဖွယ်ရဖြစ်လို့ဒီမင်းသားကမေးတယ်အဲ့ဒီတော့မြတ်စွာဘုရားကအေးမင်းကမေးတော့ငါဖြေရအောင်မယ်တဲ့အဲ့တော့ငါပြောမဲ့စကားကိုမင်းအရင်ဖြေရလိမ့်မယ်တဲ့ငါပြောမယ်တဲ့အမတန်ချမ်းသာကြွယ်ဝတဲ့တထေးသားသို့မဟုတ်တထေးနဲ့တထေးသားလှပဆန်းကျဲတဲ့တိုက်ကြီးတစ်ခုကိုတည်ထားတယ်တကားတွေလည်းတတ်ဆင်ထားတယ်လေသာဝရင်းတွေတတ်ဆင်ထားတယ်အမတန်မှခန်းခန်းနာနာဆောက်လုပ်ထားတယ်အဲ့ဒီတိုက်အိမ်ကြီးဟာအဲ့ဒီတိုက်အိမ်ထဲမှာတဲ့ငွေရှည်ကော်စောကြီးတွေခင်းထားပြီးတော့အိတ်ဆက်ရတလွန်ညောင်ဆောင်ကလည်းအမတန်မှခါနာတယ်ခုခေတ်လို့ဆိုလို့ရှိရင်တော့ဆိုဖာကြီးနဲ့ပေါ့နော်ဆိုဖာကြီးတွေနဲ့အမတန်မှဣဆက်ညံ့ညောတဲ့အိယာပေါ်မှာအခန်းကလေလုံမိုးလုံဣဆက်ညံ့ညောတဲ့အစင်တန်းမြင့်တဲ့အိယာကြီးပေါ်မှာအိတ်ဘေးကလည်းပဲဇနီးလေးယောက်ကနေခြံရံပြီးတော့ပြုစုနေတယ်တညလုံးလဲစီမီကလေးထွန်းထားတယ်အဲ့ဒီလိုအိယာမျိုးမှာအိတ်ဆက်နေရတဲ့တထေးသားဟာမင်းဘယ်လိုထင်တယ်လဲတဲ့အဲ့ဒီလူဟာသိချမ်းချမ်းသာသာအိယာမယ်လို့မင်းထင်သလားလို့ဆိုတော့ရှင်ဘုရားတဲ့အဲ့ဒီလိုစီးစိမ်မျိုးနဲ့ရှိတဲ့တထေးသားဟာဒီလိုအခြေအနေမျိုးမှာအိယာမယ်ဆိုရင်တော့အလွန်ချမ်းချမ်းသာသာအိယာမှာဖြစ်ပါတယ်လို့မင်းသားလျှောက်တာဒါလောကလူတွေကဒါဟာစိန်ကြတယ်လို့ပဲယူ